ကဲ road trip day 2သွားကြမယ် let's go day 2မနက်ပိုင်းတော့ကျွန်တော်တို့အေးအေးဆေးဆေးပေါ့နော်ကျွန်တော်ဒီမှာ coffee လေးထိုင်တောက်တယ်ပြီးတော့ကျွန်တော်တို့ဝယ်စရာရှိရလေးဝယ်ပြီးတော့ကျွန်တော်9မိုင်ကမ်းခြေဘက်ကိုသွားမယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့မနက်ဖြန်ညရဲရွာဘက်ကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းတွေနော်စားဖို့တောက်ဖို့မုတ်လေးတွေပါလေးတွေလာဝယ်တာပါနော် city map မှာလည်းဒါ review ဆိုနေတယ်မှာပြောနေပါတယ်ခင်ဗျာကျွန်တော်9မိုင်ကမ်းခြေနားမှာရှိတဲ့ Mandalay Bay Resort ဆိုတဲ့ hotel မှာတညအိပ်ပြီးတော့ပေါ့နော်မနက်ကျရင်ကျွန်တော်ရဲရွာဘက်ကိုထားသွားမှာဖြစ်ပါတယ်ဒါကတော့9မိုင်ကမ်းခြေတစ်လျှောက်လှလေးပါခင်ဗျာကဲ hotel ကတော့ဒီမှာပါ Mandalay Bay Resort အဲ့နေ့ကတော့ကျွန်တော်တို့ hotel မှာတဲတာ hotel တစ်ခုလုံးမှာကျွန်တော်တို့တစ်ဖွဲ့ပဲရှိရပါတော့ကျွန်တော်တို့9ယောက်ပဲရှိပါတယ် hotel မှာတော့ကတော့ပေါ့နော်ကျွန်တော်တို့9မိုင်ကမ်းခြေသွားကျင်တာရပြီးတော့ဒီဒုထဝတီမြစ်ဘေးမှာညနေပိုင်းနေကျင်တာအတွက်ကြောင့်မလို့ဒီ hotel ကိုငှားပြပါပါနော်နောက်ပြီးတော့တစ်ခုကကြတော့ကျွန်တော်တို့ရဲရွာသွားမယ်ဆိုရင်လည်းမနက်ကြာရင်စောစောထားသွားလို့လွယ်တာပေါ့နော်ကြည့်တာကောင်းတယ်နော်တောင်ကြရည်ဒုထဝတီဟိုဘက်မှာရေဆော့လို့ရတဲ့နေရာရှိ9မိုင်ရေကြိုကောင်းတယ်ရေတာကဲဆရာကြီးအားပြီပါအဲ့လေအိမ်နေဟိုတယ်မှာပစ္စည်းချပြီးရတယ်ကျွန်တော်တို့9မိုင်ကမ်းခြေမှာစော့ဖို့အတွက်ကျွန်တော်ပြင်ဆင်ပါတော့ခင်ဗျာကျွန်တော်ရမ်းမိုက်ပါတယ်ဒုထဝတီမြစ်ဘေးမှာအင်းကြီးလည်းအများကြီးပဲခဲ့တယ်ခုမှကြည့်ဒါဖအံကြနေရမန္တလေးဖအံသွားဖြစ်မန္တလေးဖအံခုနဒုထဝတီမြစ်လာနော်ပြင်းတော့ရေသွားစော့ဒါလေးရတော့ဗောနော်ကျွန်တော်တို့ဟိုတယ်ကနေပြီးတော့မြင်ရတဲ့ view လေးပါနော်တောင် view လေးလှပါတယ်အေးအေးဆေးဆေးနဲ့မတင်ဖအံ vibe လေးရပါတယ် view ကတော့အနောက်မှာရှိတဲ့နွားတွေကိုကြည့်ပြီးတော့သဘောကျနေပါတယ်ဘာကြီးလဲလားမူးလေးကဲကမ်းကြိုရောက်ပါပြီကျွန်တော်မိုးရသည်လည်းဖြစ်တယ်ခီးသွားရသည်လည်းမဟုတ်တဲ့အတွက်ကမ်းခြေမှာတော့လူသိမ်းမရှိဘူးတစ်ဖွဲ့နှစ်ဖွဲ့လောက်ပဲရှိတယ်ဗောနော်ရေရကြည်စိမ့်ပြီးအေးနေဒုထဝတီမြစ်ဆိုတဲ့တိုင်ရေလေးကတော်တော်လေးစုပ်လို့ကောင်းတယ်ရှူခင်းလေးကလည်းလှပါတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးချေပြီးတော့ရေလေးကူးလိုက်ဘော်လေးတက်လိုက်အောက်လေးဆင်းလိုက်ဗောနော်ရန်လည်းပြောဖို့ကောင်းပါတယ်ပြီးတော့လူတွေအများကြီးလည်းတိတ်မရှိဘူးဆိုတော့အဲ့တခုကတော့ကောင်းပါခင်ဗျာအေးအေးချမ်းချမ်းကူးလို့ရပါအဓိကတော့ထပ်ကူးပါမဒီအရီရထပ်ကူးကြလို့ပါဖွားရကလေးနဲ့မဒီကလေးလေးကူးပြီးလေကူးပြီးတော့မှသူ့ဖေမတက်သေးလို့ဒီလိုနဲ့ပေါ့နော်ကျွန်တော်ရေဝါဆော်ပြီးတော့ဟိုတယ်မှာအေးစစ်စစ်အနားယူခဲ့ပါတယ်နော် day 2ကတော့ဒီလောက်ပါပဲဒီမှာတိတ်မရှိမိုးရင်းဆိုတော့နဲမယ်လေကြာကြီးဘယ်လိုလဲရေကူးကအချင်းနေတသားဒီကူကဘယ်လိုလဲသဘောကျရပြီသဘောကျပြောโอเค